အားလုံးပဲမင်္ဂလာပါရှင်ဆယ်စတာအနေပြန်လေးကြိုဆိုလိုက်ပါရယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့36,000 တန်အိမ်ကြီးကြောင့်တရားရုံးရောက်တော့မယ့်အနေကြီးဦးတို့မိသားစုပတ်စံရှိရင်အရာရာပြည့်ပြည့်စုံနဲ့တရေဖြစ်ရင်စိတ်ချမ်းသာတယ်လို့ထင်နေကြပါသလားဒါဆိုရင်တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကိုတော့တေချာလေးကိုနားထောင်ကြည့်ဖို့လိုပါလိမ့်မယ်ရှင်လက်ရှိ Facebook စာမျက်နှာပေါ်မှာလူပြောအများဆုံးနဲ့အရန်ဟော့ဖြစ်နေတဲ့သတင်းကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်း beauty blogger အရာရာပြည့်စုံကြွယ်ဝပါတယ်ဆိုတဲ့နေကြီးဦးတို့မိသားစု36,000 တန်အိမ်ကြီးကြောင့်တရားရုံးရောက်ဖို့တာဆုံနေတဲ့ကိစ္စပဲဖြစ်ပါတယ်ရှင်အားလုံးသိကြတဲ့အတိုင်းနေကြီးဦးဆိုတာမြန်မာနိုင်ငံရဲ့ထိပ်တန်းဇာတ်လေးတစ်ယောက်ဖြစ်သလိုစိတ်လက်တင်လို့နာမည်ကြီးအပန်းဖြစ်ဦးရင်ကြီးကိုပိုင်ဆိုင်ထားတဲ့မိသားစုကဆင်းသက်လာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ကဘာကျော် run တွေကိုစိတ်ကြိုက်သုံးဆွဲနိုင်ပြီးလူငယ်အများစုအားကြရတဲ့လက်စရီလိုက်ကိုပိုင်ဆိုင်ထားသူလိုပဲအားလုံးကမြင်ကြတာပဲရှင်ဒါပေမဲ့မကြသေးခင်ကသတင်းစာမျက်နှာတွေထက်မှပါလာတဲ့ကြော်ညာစာတစ်စောင်ကတော့ဒီစိတ်လက်တင်ဦးရင်ကြီးထဲမှာမီးပွားတွေလောင်ကျွမ်းနေပြီဆိုတာကိုမီးမောင်းထွန်းပြလိုက်သလိုပါပဲအပြင်မှာကကြည့်ရင်တော့အားကြစရာကောင်းပေမဲ့အတွင်းကြီးမှာတော့ဒေတာအရင်ချာတွေကြောင့်အမွေကိစ္စအရှုပ်အရှင်းတွေရှိနေကြတာလည်းဖြစ်ပါတယ်ပြဿနာရဲ့အဓိကချက်ကတော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်နနက်တော်လမ်းမပေါ်က AR ချန်ဝင်းကြီးနဲ့တုံးထတိုက်အိမ်ကြီးပဲဖြစ်ပါတယ်ဒီအိမ်ကြီးရဲ့ကာလတာမိုးကခက်မှန်းကြီးတိမ်ပေါင်6,000 ဝန်းကျင်ရှိတယ်လို့သိရှိရပါတယ်။တာမန်လူတွေအတွက်တော့တစ်သက်လုံးရှောက်ဖွေးရင်တော့မရနိုင်တဲ့ဒီပမာဏကသူတို့မိသားစုကြားထဲမှာတော့အကြီးမားဆုံးပဏိပက္ခဖြစ်နေတာလည်းဖြစ်ပါတယ်။သတင်းစာကြော်ညာအရဒီအမှုမှာပြင်ပလူတွေပါနေတာမဟုတ်ပါဘူးရှင်။နေကြီးဦးရဲ့မိဘအရင်တွေနဲ့မောင်နှမချင်းတွေကြားထဲမှာဖြစ်ပွားနေတဲ့အမွေဆိုင်အမှုခင်းတစ်ခုပါ။လက်ရှိရက်ပိုင်းမှာတော့လူမှုကွန်ရက်ပေါ်မှာကြီးလိုက်ရင်တော့ပွဲတွေစက်တိုက်ဖြစ်နေတာတွေတွေ့ရှိရပါတယ်။ပိုင်ရဂုံတို့မိသားစုကိစ္စဇနီးတဲ့လေးမြဖြူတို့ဘက်ကနေဆွေမျိုးတွေနဲ့အပြန်အလှန်ဖြည့်ရှင်းချက်တွေကမပြီးသေးခင်မှာအခုလိုမျိုးထိတ်တန့်သတင်းမှကြီးနေကြီးဦးတို့ရဲ့အမွေကိစ္စကလည်းထပ်ပြီးတော့ခရက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ဒါကိုကြည့်ရင်တော့ငွေကြေးချမ်းသာခြင်းဟာမိသားစုစိတ်ချမ်းသာမှုကိုအာမခံချက်မပေးနိုင်ဘူးဆိုတာကပို့ပြီးတော့ထင်ရှားနေစေပါတယ်။တာမန်ပြည်သူတွေကအမွေကိစ္စစကားများရင်တော့ဒီလောက်တာမိုးကြီးတဲ့ပိုင်ဆိုင်မှုတွေမဟုတ်ကြပါဘူးဒါပေမဲ့ဒီလောက်ကျွယ်ဝချမ်းသာပြီးမိသားစုတွေတောင်မှသိန်းပေါင်း6,000 ကျော်အင်ဂျီအတွက်တရားရုံးလမ်းမပေါ်မှာရောက်လာကြတယ်ဆိုတာကတော့တကယ်ကိုတာဝန်ကရည်ကျင်းစရာပါပဲဒီဖြစ်စဉ်မှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့နေကြီးဦးရဲ့ social media ပေါ်ကပုံရိပ်နဲ့လက်တွေ့ပေါ်ရဲ့ကွာဟချက်တွေပါပဲရှင်ပုံမှန်ဆိုရင်သူ့ရဲ့ blog က Facebook post တွေမှာမိသားစုလိုက်ပြောရှင်စရာပုံရိပ်လေးတွေစီကားနေတဲ့ပုံစံတွေနဲ့အားကျစရာ lifestyle တွေကိုပဲအမြင်ချပြလေးရှိတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့အခုလိုသတင်းစာမျက်နှာတွေထက်မှာတော့တရားဝင်အမွေလူပွဲဆင်နွှဲလိုက်တဲ့အခါမှာတော့ပြည်သက်တီမြင်ထားရတဲ့စံပြမိသားစုဆိုတဲ့ခေါင်းစဉ်အောက်မှာအကြောင်းတွေကြီးကြီးမားမားရှိနေတယ်ဆိုတာကတော့ညင်းမရတော့ပါဘူးရှင်။ဒါဟာသူမရဲ့ personal brand image ကိုပါအတော်လေးကိုထိခိုက်စေနိုင်တဲ့အခြေအနေတစ်ခုလို့လည်းသုံးသပ်လို့ရပါတယ်။နောက်ထပ်တွေးစရာတစ်ခုကတော့အမွေဆိုတဲ့အရာဟာသဘောတရားပါပဲရှင်။မိဘကသာသားသမီးကိုလက်ဆင့်ကမ်းပေးရမယ်အမွေလေးကမြတ်တာနဲ့ပြရုပ်ဖြစ်တင်ပေမဲ့တမိုးတွေလွန်ကဲလာတဲ့အခါမှာတော့လောဘရဲ့ပြရုပ်တွေဖြစ်သွားတာလည်းဖြစ်ပါတယ်ရှင်းလူကြီးတွေပြောသလိုစင်ပြူတော်ဝင်ဆိုတာကောင်းပေမဲ့စင်ပြူတော်မိပြီးအစာမကြေဖြစ်ရင်တော့ဒုက္ခရောက်တတ်တယ်ဆိုသလိုပါပဲဒီလောက်များပြားတဲ့ပိုင်ဆိုင်မှုတွေအမွေအနှစ်ကမိသားစုစီလုံးညီညွတ်မှုကိုပုံမခိုင်မြဲစေရမယ့်အစားသွေးသားတွေကြားထဲမှာနာကျင်ချက်တွေနဲ့တရားရုံးရောက်တဲ့အထိဖြစ်လာရတာကတော့တကယ့်ကိုဝမ်းနည်းစရာကောင်းပါတယ်။ဒီကုံချုံအနေနဲ့ပြောရရင်တော့ဒီအိမ်ကြီးကိုဘယ်သူတွေပိုင်ဆိုင်သွားမလဲမိသားစုကြားညှိနှိုင်းလို့ရပါမလား။ဒါမှမဟုတ်တရားဥပဒေအတိုင်းပဲအဆုံးထိသွားကြမလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။သိကြတာတစ်ခုကတော့အိမ်ကြီးကအုံနဲ့ဆောက်ထားပေးမယ်မိသားစုဆိုတာကတော့မြင့်တာနဲ့တိဆောက်မှသာခိုင်မဲမယ်ဆိုတဲ့သင်ခန်းစာကိုရရှိလိုက်တာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးရောဒီလိုချမ်းသာပြီးမှမိသားစုအမွေလူရမယ့်အဖြစ်အပျက်မျိုးကိုဘယ်လိုထင်မြင်တယ်လဲ။ကောမမှာကြံပြည့်ပြီးခဲ့ကြပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းအနုပညာသတင်းတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။